င်္ဂလာပါခင်ဗျာအခုပဲ very fresh new ပေါ့အခုချိန်မိနစ်ပိုင်းလေးဒီမှာပဲကျွန်တော်တို့ Manchester United အသင်းရဲ့နီးပြ Ruben Amorim ကိုအသင်းကတရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီအပိုင်းမှာ Manchester United အသင်းရဲ့ရလဒ်တွေတောက်လျှောက်ဆိုးရွားနေတဲ့လျောက်Ruben Amorim အနေနဲ့လည်း January transfer window မှာသူ့ကိုလူဝယ်မပေးတာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသင်းကတာဝန်ရှိတဲ့လူတွေနဲ့သူစကားတွေရွေးဆောင်ပြောတာတွေပေါ့နော်ဒီမီဒီယာတွေကိုတိုက်ရိုက်ကြီးတဲ့ကြီးနာမည်ထည့်ပြီးမဖြေပေးမဲ့လို့သူကအဲ့လိုမျိုးအသင်းတာဝန်ရှိတဲ့လူတွေကသူ့ကိုလှုပ်ခွင့်ပြေဝမပေးတာမျိုးတွေကိုထုတ်ဖော်ပြောကြားလာတဲ့နောက်မှာသူတို့ရဲ့ဆက်ဆံရေးကအဆိုးအဆုံးအခြေအနေကိုရောက်လာတာဖြစ်ပြီးတော့အခုတော့ကျွန်တော်တို့မနက်ခင်းကျွန်တော်ပုတ်ပွဲအစည်းအဝေးပြီးတဲ့အချိန်မှာပဲသူ့ကိုထုတ်ပယ်လိုက်ပါပြီကျွန်တော်တို့ပရိသတ်တွေအနေနဲ့လည်းပြောင်းလဲကိုမြင်ကျင်နေတာဆိုတော့ Ruben Amorim ရဲ့ဒီ3-4-3ပေါ့နော်နောက်တန်း3ယောက်formation ကြီးကိုပရိသတ်တွေနဲ့လည်းဆက်လက်ပြီးတော့လက်ခံပုံမဖြစ်နိုင်တော့တာတေချာသွားတာပေါ့ဆိုတော့သူကလည်းကောင်းပါတယ်သူ့ရဲ့formation ပေါ့သူ့ရဲ့ playing style ကိုမပြောင်းချင်တော့သူကအဲ့ style နဲ့အဝင်ကိုကြဖြစ်မဲ့လူတွေကိုဝယ်ပြီးတော့သူကတိဆောက်ဖို့ကြိုးစားတာပါဒါပေမဲ့လည်း Premier League မှာအဲ့လောက်ထိလည်းအချိန်မပေးနိုင်ကြဘူးဆိုတော့ Manchester United လိုမျိုးအောင်မြင်မှုရှိခဲ့တဲ့သမိုင်းစင်လာကြီးခဲ့တဲ့အသင်းဆိုတော့ပို့ပြီးတော့စိုးတာပေါ့ကျွန်တော်တို့လိုအပ်ချက်တွေအများကြီးဘယ်လိုပြောမလဲဗျာတစ်ပတ်နဲ့တစ်ပတ်demand ရမ်းများတယ်အများတမ်းပဲနိုင်နေဆိုတော့ပဲလိုချင်နေတဲ့ပရိသတ်တွေနဲ့ဒီရက်ဝန်းဖြစ်နေတော့ဘလုံးရက်ဝန်းဖြစ်နေတော့ကြတော့ပို့ပြီးတော့သူ့မှာ pressure တွေများတာလည်းတွေ့ရတယ်ခင်ဗျဆိုတော့အခုတော့ကျွန်တော်တို့ Manchester United တင်းရဲ့နီးပြချုပ် Ruben Amorim ကိုအခုနောက်လေးရတယ်မယ်ထုတ်ပယ်လိုက်ပါပြီသူ့နေရာမှာအခုလောလောဆယ် interim coach အနေနဲ့ဆိုတော့ကျွန်တော်တို့ရဲ့ကစားသမားဟောင်း Darren Fletcher ကဝင်ပြီးတာဝန်ယူသွားမယ်လို့သိရပါတယ်ခင်ဗျ Darren Fletcher ဘယ်လောက်ထိManchester United ကိုထိန်းချောင်းတက်မှတ်ပေးနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ် Ruben Amorim ကတော့ကောင်းပါလို့နဲ့သူ့ရဲ့နောက်တန်း3ယောက် formation နဲ့အတူ England Premier League မှာသူကြာရှုံးသွားတယ်လို့သတ်မှတ်ပါခင်ဗျာဆိုတော့ကျွန်တော်တို့ဒီပြဖြစ်ခဲ့ဦးတဲ့ Ruben Amorim နောက်သူကင်တွယ်မဲ့အသင်းတွေမှာအောင်မြင်မှုတွေရပါစေလို့ကျွန်တော်တို့အဆုမွန်ကောင်းတောင်းပေးပါတယ်ကျွန်တော်လည်းအခုရှေ့လာမဲ့နီးပြတစ်ကဘယ်သူဖြစ်မယ်အခု interim နီးပြ Fletcher နဲ့ဘယ်လောက်ထိသွားနိုင်မလဲဆိုတာကိုရင်ခုန်စွာနဲ့ဆက်လက်စောင့်ကြည့်ကြပါအောင်ဆိုခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်